ဒီလိုပြောချင်မယ်မတွေ့ခဲ့ဘူးလားလူတွေကြတဲ့အော်ဟေးငါကိုကွာစူပူပြီးပြီးထွက်တာတခါတော့လေလို့မကြည့်တာတဲ့ရဲ့သူကော်ဖီဆိုင်ထဲမှာမာနာချင်းပြန်ရတဲ့ပွဲမှာဘယ်သူမှလည်းမနိုင်လို့ရှုံးနေတာအိမ်ပြန်ရင်လည်းရှောင်းမှာငါလေးတွေ့ရင်ဝင်လာချစ်ဆုံးရဲ့ဘယ်လိုရတဲ့ကွာဒီလိုနဲ့ဝေးရရင်တန်ရလားဒီလိုနဲ့ပြန်ရအောင်တန်မမလားဘာမှလည်းမဟုတ်တဲ့ပြဿနာလေးတစ်ခုကြောင့်ပါဒုနီယာလမ်းခွေရမယ်လားတဲ့ခံမဲ့တို့ရဲ့ပြဿနာကိုကြည့်ရင်နဲ့မကိုကြောက်ခိုင်းနေရနေမရှိတော့ငါကပါနေမရှိရဲ့ဘဝ